ရခိုင်ပြည်ပေါတော်မြို့နယ်ပန်းနန်တာကျွန်းအနီးမှာငါးဖမ်းနေတဲ့ဆက်လေတွေကိုစစ်ကော်မရှင်နေပြည်ကဖမ်းဆီးတဲ့အတွက်မွတ်စလင်ငါးဖမ်းသမား28ယောက်ဖမ်းဆီးခံလိုက်ရပါတယ်။သူတို့ဟာပေါတော်မြို့နယ်စင်တမော်မွတ်စလင်ကျေးရွာကဖြစ်ပြီးဒီဇင်ဘာလ22ရက်နေ့မှာဖမ်းဆီးခံလိုက်ရတာပါ။ဒီဇင်ဘာလ22ရက်နေ့ကပေါတော်မြို့နယ်ပန်းနန်တာကျွန်းအနီးမှာငါးဖမ်းနေတဲ့ဆက်လေ3စီးကိုစစ်ကော်မရှင်ရဲ့နေပြည်ပေါ်ကတပ်ဖွဲ့ဝင်တွေဟာစပီဘုံနဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။အာရခတပ်တော်အေးထိန်ချုပ်ထားတဲ့ပေါတော်မြို့နယ်မှာနေထိုင်တဲ့မွတ်စလင်ဒေသခံအများစုဟာရေလုံငန်းနဲ့ပင်လေကိုအမိပြုပြီးတော့လောက်ကင်စားတောက်နေကြရသူတွေဖြစ်ကြပါတယ်။စစ်ကော်မရှင်ကရခိုင်မှာပြည်သူတွေငါးဖမ်းခွင့်ကိုပိတ်ပင်ထားပြီးပင်လေပြင်မှာနေရာယူကင်းလည်နေတဲ့စစ်နေပြည်တွေကမကြာခဏဆိုသလိုဒေသခံငါးဖမ်းသမားတွေကိုဖမ်းဆီးမှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်ရှင်။